အားလုံးပဲမင်္ဂလာခင်ဗျာစိတ်ကြိုက်၅မျိုး daily source ဆိုတဲ့အစီအစဉ်နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ပြပေးမှာတော့665မျိုးစားတဲ့ကလက်ကောက်၅ခွဲကိုရွေးချယ်ပြသပေးမှာဖြစ်ပါတယ်ခင်ဗျာပတ်မှတ်ဆုပ်ပြပေးမှာတော့ဒီလက်ကောက်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီလက်ကောက်လေးကပိုင်လုံးလက်ကောက်လေးဖြစ်ပြီးတော့သူ့မှာဆက်ဖြတ်လေးတွေကတခြားလက်ကောက်နဲ့မတူအောင်ထပ်ပေးထားတဲ့လက်ကောက်လေးပဲဖြစ်ပါတယ်ခင်ဗျာဈေးနှုန်းအဖြစ်30ခဏတိတ်ဝကျင်တာကြားသိမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုပြပေးမှာတော့ဒီဟာလေးပဲဖြစ်ပါတယ်ခင်ဗျာဒီလက်ကောက်လေးရဆိုရင်ပိုင်လုံးလက်ကောက်လေးဖြစ်ပြီးတော့ဆက်ဖြတ်လေးတွေက4000ဒီဇိုင်းလေးထပ်ပေးထားတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ဈေးနှုန်းအဖြစ်30ခဏတိတ်ဝကျင်တာကြားသိမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုပြပေးမှာတော့ဒီဟာလေးပဲဖြစ်ပါတယ်ခင်ဗျာဒါလေးကဆိုရင်ပိုင်လုံးလက်ကောက်လေးဖြစ်ပြီးတော့သူ့မှာတကွင်းလုံးပြောင်ချုံမဟုတ်ပဲနဲ့စစ်ဖြတ်ရေးရေးလေးပါတဲ့လက်ကောက်လေးပဲဖြစ်ပါတယ်ခင်ဗျာဈေးနှုန်းအဖြစ်30ခဏတိတ်ဝကျင်တာကြားသိမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုပြပေးမှာတော့ဒီဟာလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဟာလေးကကာတီယာဒီဇိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဈေးနှုန်းအဖြစ်30ခဏတိမ်ဝကျစ်တာကြတဲ့လက်ကောက်လေးတစ်ခွေပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုပြပေးမှာတော့ဒီဟာလေးပဲဖြစ်ပါတယ်ခင်ဗျာဒီလက်ကောက်လေးကလည်းခုနလိုပဲကာတီယာဒီဇိုင်းလေးဖြစ်ပြီးတော့သူ့မှာငွေအောင်လေးတွေနဲ့လက်ဆင်ပေးထားတဲ့လက်ကောက်လေးတစ်ခွေပဲဖြစ်ပါတယ်ခင်ဗျာဈေးနှုန်းအဖြစ်30ခဏတိမ်ဝကျစ်တာကြားသိမှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအချိန်တစ်ခုပေးပြီးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဗီဒီယိုလေးကို like and share လေးလည်းလုပ်ပေးခဲ့ပါဦးခင်ဗျာကောင်းစုဆိုင်ရာဆိုရင်ဖြစ်ဘိန်းမျိုးမှာ3ဆိုင်တောင်ရှိတဲ့အတွက်ကြောင့်ဆိုင်ကိုလူကိုယ်တိုင်လာရဝယ်ယူအားပေးလို့ရတယ်လို့ online မှာတစ်ချက်လည်းဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာစိတ်ကြိုက်5မျိုး daily source ဆိုတဲ့အတိုင်းနေ့စဉ်ရွှေထန်5မျိုးကိုရွေးချယ်ပြသပေးမှာဆိုတော့သိချင်တာများရှိရင်ဒီဗီဒီယိုလေးရဲ့ comment အောက်မှာရေးသားပေးခဲ့ပါဦးနော်အားလုံးပဲပျော်ရွှင်ကြကောင်းကြပါစေခင်ဗျာ我想叫最前达，刚速马学。